အာတစ်မြေခွေအကောင်ပေါင်လေးကိုတော့ Silver လို့နာမည်ပေးထားပါတယ်။သူကအခု6ပတ်သားပဲရှိသေးတာဖြစ်ပြီးတော့စိတ်မကောင်းစရာကတော့စိုးသွမ်းတဲ့မောင်လေး3ယောက်ကြားမှာတူးရဲတော့အမဖြစ်နေတာပါပဲ။ Silver ကတော့အေးအေးဆေးဆေးနေနေတာပါ။ဒါမဲ့ဒီမိသားစုထဲမှာအဲ့လိုနေဖို့ကတော့မဖြစ်နိုင်ပါဘူး။အထီးလေးတွေကခွန်အားပိုရှိနိုင်ပေမဲ့ Silver ကတော့ညံပိုကောင်းတာအမှန်ပါပဲ။ဒီနေ့မှာတော့အမေဖြစ်တဲ့မြေဝင်းမကြီးကစူညံပလောရိုက်နေတဲ့သားသမီးတစ်တိုက်ကိုစောင့်ကြည့်ပေးနေပြီးအဖေဖြစ်သူကတော့အမဲလိုက်ဖို့အပြင်ထွက်သွားပါတယ်။စေးဘရဲ့အသေးအံဖြစ်နေတဲ့အဖေကတော့အိမ်ကြီးချင်းရဲ့နေမြေတွေကိုခိုးဝင်သွားပါတယ်။ဒါဟာစွန်စားရာရောက်ပေမဲ့သူ့မိသားစုကိုငှက်ပြက်မခံနိုင်လို့ပါပဲ။စေးဘရဲ့အဖေကငှက်တွေအတိုက်လုပ်တဲ့ကြောက်ကဘာတွေစီချင်းကပ်သွားချိန်မှာပဲအိမ်ကြီးချင်းကသူ့ကိုမြင်သွားပြီးတန်းတန်းမတ်မတ်လိုက်လာပါတော့တယ်။အိမ်ကြီးချင်းကတော့အောင်နိုင်သူဖြစ်သွားခဲ့ပါတယ်။စေးဘရဲ့အဖေကတော့ဘာတန်ရမှမရပဲလွတ်လာတာကိုပဲကံကောင်းတယ်လို့ပြောရမှာပါ။သူကတော့တခြားတနေရာမှာအစာထက်ရှာဖို့ဆက်သွားရအောင်မှာပါပဲအကောင်ပေါင်လေးတွေကတော့ပိုပြီးစာလောင်လာကြပါပြီအထီးလေးတွေကသူတို့အမေကိုဘလောက်ပဲပူဇော်နေပါစေအမေဖြစ်သူမှလည်းသူတို့ကိုကြွေးစရာဘာမှမရှိပါဘူးစေးဘာကတော့သူ့အဖေနဲ့ပူတူပါတယ်ပြဿနာတစ်ခုခုနဲ့ကြုံလာရင်သူကိုယ်တိုင်ဖြေရှင်းဖို့ကြိုးစားတတ်တာပါတိတိကျကျရှာမယ်ဆိုရင်တော့စားစရာတစ်ခုခုတွေ့နိုင်မှာပါဒါမဲ့ရှေ့မှာကြုံရမယ့်ကျန်းတဲ့နဲ့စောင်းရာသီကိုကြော်ဖြတ်နိုင်ဖို့အတွက်ဇွဲရှိုံနဲ့မလုံတော့ပါဘူးစေးဘာနဲ့သူ့မောင်လေးတွေဟာကိုလေးချိန်တက်လာဖို့အရေးတကြီးလိုအပ်နေပါတယ်။စေးဘာရဲ့အမေကလည်းတန်နိုင်သမျှလိုက်ရှာနေပေမဲ့အကောင်ပေါင်လေး၄ကောင်စလုံးဝါဖြူးလာဖို့တော့မလုံလောက်ပါဘူး။အတင်းလူစားတတ်တဲ့မောင်လေးတွေကြားမှာစေးဘာကတော့ဘာမှမရသလောက်ပါပဲ။အမြဲတမ်းညံကောင်းတတ်တဲ့ဒီမြေခွေးမလေးကတော့စာလောင်မှုကိုအန်တုကိုတခြားနည်းလမ်းတွေရှာနေပါတယ်။ Crowberry လို့ခေါ်တဲ့သင်ငယ်ပေမဲ့အာဟာရပြည့်ဝတဲ့အသီးလေးတွေပါ။ဒါတွေမကသေးပဲသူတခြားအရာတစ်ခုကိုလည်းတွေ့လိုက်ပါသေးတယ်။အဝေးတနေရာမှာတော့သူ့အဖေကကြီးမားတဲ့ရှာဖွေမှုတစ်ခုကိုလုပ်နိုင်ခဲ့ပါတယ်။အဲဒါကတော့ဘယ်သူမှမပိုင်တဲ့ငှက်တွေအပြည့်ရှိနေတဲ့ပင်လယ်အော်လေးတစ်ခုပါပဲ။ဒါပေမဲ့သူ့မိသားစုရဲ့အခက်အခဲတွေကိုဖြေရှင်းပေးနိုင်မဲ့အဲ့ဒီနေရာနဲ့သူ့ကြားမှာတော့ရေစီးတန်တဲ့ရေခဲမြစ်ကြီးကခြားနေပါတယ်။သူကတော့တတိကိုမွေးပြီးရေထဲကိုခုန်ဆင်းလိုက်ပါတော့တယ်။အာတင်မြေခွေးတွေကသဘာဝအရရေကူးကျွမ်းကျင်တဲ့သတ္တဝါတွေမဟုတ်ပါဘူး။ဒါကစေးဘာရဲ့အဖေအတွက်တော့နောက်ဆုံးလက်နက်ပါပဲပထမဆုံးအခက်အခဲကိုကြော်ဖြတ်နိုင်ခဲ့ပါပြီအခုတော့သူဒီယိုလာတဲ့အကြောင်းရင်းကိုတွေ့ပါပြီအသေးအံဖြစ်နေတဲ့စေးဘာရဲ့အဖေကတော့ပထမအကြိမ်မှာလွဲချော်သွားခဲ့ပါတယ်သူကတော့တခြားနည်းလမ်းတစ်ခုနဲ့ထပ်ကြိုးစားပါတယ်သူမှာစိတ်အားထက်သန်မှုတွေအပြည့်ရှိနေပေမဲ့တကယ်လိုအပ်နေတာကတော့လူမသိအောင်ချင်းကပ်နိုင်ဖို့ပါပဲမြေရဲ့တစ်ဖက်ကမ်းမှာတော့စေးဘာကဓာရီအားလုံးကိုစောင့်ကြည့်နေပါတယ်သူ့အဖေကတော့လက်မလျှော့ပါဘူးနောက်ဆုံးမှာတော့သူ့ရဲ့ဇွဲလုံးလာကြောင်အောင်မြင်သွားခဲ့ပါတယ်။ဒါဟာစေးဘာအတွက်တော့ရတဲ့ဘက်ပေါင်းများစွာအတွင်းပထမဆုံးစားရတဲ့ကောင်းမွန်တဲ့အစားအစာတစ်ခုပါပဲ။သူတယောက်တည်းစားရတာပါ။ဒါပေမဲ့သူ့အဖေမှာစားလောင်နေတဲ့သား၃ကောင်လည်းရှိနေပါသေးတယ်။ဒါကြောင့်သူကအစာစားဖို့အချက်ပေးလိုက်ပါတယ်။အဖေဖြစ်သူကဒုတိယအကြိမ်ရေထဲခုန်ဆင်းသွားချိန်မှာပဲအထီးလေးတွေရောက်လာကြပါတယ်။သူ့အဖေနောက်တစ်ခေါက်အစာယူလာတဲ့အခါသူမအနေနဲ့ဘာမှရမှာမဟုတ်ဘူးဆိုတာကိုစေးဘာသိနေပါတယ်။ဒါကြောင့်လှုပ်ရှားတစ်ခုပဲရှိပါတော့တယ်။တစ်သက်လုံးရေမကူးဘူးပေမဲ့စေးဘာကတော့မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြလိုက်ပါတယ်။ရေခဲနေတဲ့ရေပြင်နဲ့ပြင်းထန်တဲ့ရေစီးကြောင်းကိုအန်တုပြီးသူ့ဖေနောက်ကိုလိုက်သွားပါတော့တယ်။စေးဘာတစ်ဖက်ကန်းကိုမရောက်ခင်မှာပဲသူ့အဖေကဒုတိယမြောက်အစာကိုဖန်နိုင်ခဲ့ပါတယ်။နောက်ဆုံးတော့သားတွေအတွက်အဝါစားနိုင်မဲ့အစာရသွားခဲ့ပါပြီ။အထီးလေးတွေကတယောက်နဲ့တယောက်လူရက်နေကြချိန်မှာမြေရဲ့တစ်ဖက်ကမ်းမှာတော့စေးဘာကအာယုံဆိုင်နေပါတယ်။သိန်းငှက်တစ်ကောင်ကြောင့်အာယုံလွင့်နေတဲ့ဟီတီဝိတ်ငှက်ကလေးတစ်ကောင်ဟာစေးဘာအတွက်တော့အခွင့်အရေးပါပဲ။သူလုံနိုင်ခဲ့ပါပြီ။သိန်းငှက်ကိုတော့ဂယုမဆိုင်ပဲသူရအောင်ဖမ်းလိုက်တာပါ။ဒါဟာသူ့တော်ဝါရဲ့ပထမဆုံးအမဲလိုက်နိုင်မှုပါပဲ။စေးဘာနဲ့သူ့အဖေတို့နှစ်ယောက်ပေါင်းပြီးမိသားစုရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ရှင်မကြုံရမယ့်စောင်းရာသီမှာရှင်သန်မှုလိုအပ်တဲ့အရေးချင်းတွေသူတို့မှာအပြည့်အဝရှိသွားပါပြီ။တချို့အရာတွေကဘယ်တော့မှမပြောင်းလဲဘူးဆိုတော့အမှန်ပါပဲ။မောင်လေးတွေရှိနေတော့အစခံရမှာရှောင်လွဲလို့မရဘူးလေ။ဒါမဲ့စေးဘာကတော့ဒီလိုကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်စွမ်းရှိတဲ့ထူးချွန်တဲ့အမတစ်ယောက်ဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။အားလုံးပဲအဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်။